ကြောင်းတဲ့ကြောင်းလုံးထဲမှာငါကအမြန်ဆုံးပြေးနိုင်တယ်သူကဒါပေမဲ့တငယ်ချင်းတွေမရအောင်အမားရဲ့ဖနက်ကိုဝေးရတယ်ပန်းရောင်နဲ့မမြင်အောင်မြင်နေလိမ့်ဖုံထားခဲ့တယ်ဒါပေမဲ့ပိုက်တလုံးဖြူပြင်းနေတော့ရေဖြန်းထွက်လာပြီးဖနက်ပေါ်ကမှင်းနေအကုန်ဆေးကျသွားတယ်အဲ့ဒီအချိန်မှာပဲအတန်းဖို့တယောက်ကငါရဲ့ပန်းရောင်ဖနက်ကိုချက်ချင်းတွေ့သွားတယ်ပြီးတော့ငါကိုရဲမိုးပြီးစင်ရဲတဲ့ကလေးအမဝတ်စားတွေကိုပဲဝေးရတဲ့ကောင်လို့စော်ကားတယ်ငါကသူနဲ့မဖြစ်ချင်ဘူးဒါပေမဲ့ဆီယာမကအတန်းပြက်စီစေတယ်ဆိုပြီးငါကိုပဲဆူလိုက်တယ်ငါဘက်ကအကြောင်းကိုတခါတော့မနားထောင်ဘူးကြောင်းပြီးနောက်ဘတ်စကားကိုတက်လိုက်တာနဲ့မင်္ဂလိအနိုင်ချင်းတို့တယောက်ကငါ့ကိုစောက်တင်စော်ကားလာတယ်သူတို့ပြောတဲ့စကားတွေကချွန်ထပ်ပြီးနှလုံးထဲထိနားစေတယ်ဒါပေမဲ့ငါကတိတိပိတ်နေခဲ့တယ်ဘာလို့လဲဆိုတော့ငါဘက်မှာရက်ပေးမဲ့သူတယောက်မှမရှိဘူးအဖေကတော့ခံလိုက်ပါလို့ပဲငါကိုပြောတတ်ခဲ့တယ်ကျွန်တော်နာမည်ချက်စီပါကျွန်တော်မိသားစုမှာကလေး9ယောက်ရှိတယ်အဲ့ထဲမှာကျွန်တော်ကအလေကလေးအများအပြည့်လူမမြင်လူမသိလစ်လူရှုခံရတဲ့သူပေါ့ကျွန်တော်တို့ကစိတ်ထွက်ပေါက်ကပုံဆွဲတာပဲထင်တယ်ဒါပေမဲ့ကျွန်တော်ဆွဲထားတဲ့ပုံတွေကိုတော့ညီမလေးရဲ့လေကြီးချမ်းတွေကဖျက်ဆီးပစ်လိုက်တယ်အရာအလုံးပြောင်းသွားတာကတော့ Leslie ဆိုတဲ့ចောင်းပြောင်းလာတဲ့ကောင်မလေးရောက်လာပြီးနောက်ပဲအစမှာတော့သူမကိုမကြိုက်ဘူးဘာလို့လဲဆိုတော့သူမကပြီးချိန်ပွဲတစ်ခုမှာကျွန်တော်ကိုအနိုင်ရသွားလို့ပဲပြီးတာကကျွန်တော်အကောင်းဆုံးလုပ်နိုင်တဲ့တစ်ခုတည်းတော့ရပါဒီနေ့မှာသူမရေးထားတဲ့ scuba diving အကြောင်း essay ကိုအတန်းရှည်မှာဖတ်ပြတဲ့အချိန်ကြီးပါပဲပင်လယ်အောက်ကမော်ဆန်တော့ကဘာတစ်ခုကိုဖော်ပြထားတာကိုနားထောင်ရင်ကျွန်တော်မသိမသာဒီကောင်မလေးကိုစိတ်ဝင်စားလာမိတယ်ဒါကြောင့်ဒီနေ့ဘတ်စကားပေါ်မှာသူမမတော်တဆအနိုင်ကျင့်တဲ့သူတွေနေတဲ့ခုံမှာထိုင်မိသွားတဲ့အချိန်ကျွန်တော်ကသူမကိုကူညီဖို့ဝင်ရောက်ခဲ့တယ်ဘတ်စကားပေါ်ကဆင်းပြီးတယ်နော်စကားမပြောဘဲပြေးပြန်ခွဲထားထပ်လောက်လိုက်ကြတယ်ပြေးတယ်ဆက်ပြီးပြေးတယ်အဝေးကြီးပြေးလာရင်တခါမှမဝင်ဘူးတဲ့တော့အုပ်တစ်ခုကိုရောက်လာတယ်မြစ်ပေါ်မှာချိတ်ထားတဲ့ဂျိုးတစ်ချောင်းကကျွန်တော်တို့ရဲ့အာယုံကိုဆွဲယူသွားတယ်လက်စလီကအဲ့ဒီဂျိုးကိုဆွဲကင်ပြီးမြစ်တစ်ဖက်ကိုလွှားသွားတယ်သူမကပြောတယ်မြစ်တစ်ဖက်ချမ်းကကျွန်တော်တို့ညညောက်ပဲတည်တဲ့မော်ဇန်တဲ့နိုင်ငံနဲ့လက်စလီရဲ့စိတ်ကူးရင်ကဘာကိုလိုက်နာရင်ပတ်ဝန်းကျင်ကတစ်ပင်နေပါအသက်ဝင်လာတယ်လို့ထင်ရတယ်အဲ့ဒီတော့ထဲမှာပဲကျွန်တော်တို့နဲ့အောင် therapy တရားဆိုတဲ့နိုင်ငံကိုတခေးဖေးဖန်တီးလိုက်ကြတယ်အဲ့ဒီကဘာလဲပါသူမကမင်းသမီးကျွန်တော်ကတော့သူမကိုကာကွယ်ဖို့ကြင်ဆိုထားတဲ့ရဲကြီးနဲ့သူ့ရဲ့ကောင်ပေါ့ကျွန်တော်တို့နဲ့အောင်ဘေးချင်းကပ်ပြီးကြောက်မက်စရာရန်သူတွေကိုတယောက်ပြီးတယောက်တိုက်ခိုက်အနိုင်ယူခဲ့ကြတယ်ငါမွေးနေ့နေ့မှာတော့လက်စလီကလှပတဲ့ရောင်စုံခဲတန်းတပူးပေးခဲ့တယ်အဲ့ဒီဆေးတွေကိုတုံးပြီးငါတို့ရဲ့နိုင်ငံမြေပုံကိုပကြီးဆွဲခဲ့တယ်ဒါပေမဲ့မထင်မှတ်ထားတဲ့ဆိုးရွားတဲ့တင်းကမိုးကောက်တယ်လို့ငါ့ကိုထိမှတ်လာတယ်လက်စလီအရေးပေါ်အခက်တစ်ခုကြုံခဲ့ပြီးသူမှမရှိတော့ဘူးငါလက်မခံနိုင်ဘူးငါကဘာကထပ်ပြီးမှောင်မိုက်သွားတယ်မင်းသမီးကိုဆုံးရှုံးလိုက်တဲ့တေရာပီတီယာနိုင်ငံကနောက်နေ့မှာပဲအသက်မှတ်တယ်လို့ဖြစ်သွားတယ်လက်စလီရဲ့ပုံဆွဲတဲ့ပုံကိုလေးသေးသေးတစ်စင်းပေါ်ထားပြီးမြစ်ထဲကိုလွတ်လိုက်တယ်နှလုံးသားလေးမြင့်တဲ့အတူသူမကငါ့အတွက်တော့အသက်ရှင်နေတော့မယ်